ကောင်းတဲ့အလုပ်တော့မဟုတ်ဘူးနော်စိတ်ဆိုးလွယ်တဲ့စိတ်ဆက်လွယ်တဲ့ဆက်ချိမခံမှုဆိုတာအကျင့်ပါသွားရင်ဒေါသတရားဖြစ်သွားတယ်အဲ့ဒေါသတရားအားကြီးအမြဲတမ်းဘုံပြောတယ်နော်ဒေါသလောက်အပြစ်ကြီးတဲ့တရားမြည်သည်မရှိတဲ့လောကမှာဒေါသဟာအပြစ်ကြီးဆုံးပဲမှန်ရလားဟဲ့ကြောက်စရာကောင်းလားမကောင်းဘူးလားနော်လောဘလောက်လိုချင်တယ်ဆိုပေမဲ့လောဘကကောင်းတာလေးလုပ်လို့ तू ကနော်ကောင်းတဲ့ဘဝလေးတွေရနိုင်သေးတယ်ဒေါသအတွက်တော့ကောင်းတဲ့အခွင့်အရေးဆိုတာဘာမှမရှိဘူးဒေါသကြီးလို့ချမ်းသာသွားတဲ့သူကရှိလားဒေါသကြီးလို့ကြိုးစီဝါဖြစ်သွားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဆိုတာရှိလားဒါကြောင့်သိမခံနိုင်တဲ့ပုဂ္ဂိုလ်ကအလေးကျင့်နေများလိုက်ကသူ့ရဲ့ဝါသနာဘာဂီဆက်တိုင်းပြီးဆက်တိမကန်အလွယ်တကူကြမ်းကြမ်းတမ်းတမ်းရိုင်းပြဆဲတယ်ဆိုတယ်ပြောတယ်ဆိုတယ်ဒီလိုတွေဖြစ်လာဟုတ်လားအဲ့ကြမ်းတမ်းရိုင်းပြတယ်အဲ့လိုကြမ်းပြန်ရိုင်းပြတဲ့ပုဂ္ဂိုလ်ကနှလုံးသားကနူးညံ့သိမ်မွေ့တဲ့သူဟုတ်ပါမလားတန်တာယာအေးချမ်းရှိပါမလားဒါကြောင့်နှလုံးမသားမယာဖြစ်ရတယ်ကြမ်းတမ်းတော့နှလုံးစိတ်သူများစိတ်ဆိုးတာစိတ်ထဲကပြောနေလားယောဂီတို့စဉ်းစားဘလောက်တဘာဝကြသူများစိတ်ဆိုးတာကိုယ်စိတ်အရင်ဆိုးမှဆိုးလို့ရလားစိတ်ဆိုးတယ်နော်စဉ်းစားကြည့်ပြောတာလက်တွေ့အမှန်တော့အဲ့ဒါပရမတ္ထပဲဟုတ်လားငါစိတ်ဆိုးနေတယ်ဟုတ်တယ်ဘသူဆိုတာသူဆိုတာအာယုံလေတကယ်တမ်းကျတော့ဆိုးနေတာဘသူတော့ငါစိတ်ဆိုးနေတာဒီအတွင်းထဲကဆိုးနေတာဟုတ်လားအတွင်းထဲကဆိုးပြီဆိုမှအတွင်းထဲကကောင်းလို့လားမကောင်းလို့လားစိတ်ဆိုးတဲ့သူကနှလုံးသားအေးချမ်းနေပါမလားစိတ်အဆိုးလွန်ရင်သွေးတောင်အန်တယ်လေဗျာမှန်လားဟဲ့နှာခေါင်းသွေးတွေရှမ်းပြီးသေကြတာလေမိတွေလောင်ကြတာလေနော်ဒေါသကိလို့ခေါ်တယ်ဒေါသမီးပေါ့ဒေါသမီးလောင်ဒီမီးလောင်ကဒီဘဝသေးုံနေပြီးသွားတော်သေးတယ်မဟုတ်ဘူးဗျအပေကြတော့ဒီမီးရထက်လောင်ဗျာဂိုင်းဘလောက်ကြောက်စရာကောင်းတယ်ဘုရားလောင်းကြီးကစဉ်းစားတယ်အဲ့ဒီဒေါသကလေတဲ့ငါကသိမခံနိုင်တဲ့ပုဂ္ဂိုလ်ကငါ့ကိုဆိုဆုံးမလာလို့ဒါမှမဟုတ်ကြမ်းတမ်းရိုင်းပြောလိုက်လို့အဲ့ဒီပုဂ္ဂိုလ်ကငါသိမခံမနဲ့ပတ်ကနေပြန်ပြောလိုက်မယ်ပြန်လုပ်လိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကငါ့ထက်အကျင့်သီလမြတ်နေရင်ငါအကျိုးရောက်သွားမယ်တဲ့ဒါကြောင့်သိခံမယ်သူကငါ့တဲ့အကျင့်သီလနှိမ့်နေတယ်ဆိုရင်လေတနာစရာဆိုပြီးနှလုံးသွင်းပြီးသိခံမယ်ဒါမှတ်တာအလုံးကောင်းတယ်ကိုယ့်ထက်မြတ်တဲ့သူကိုပြန်ပြီးသိမခံပြရင်အပြစ်ကြီးတယ်လေသူကကိုယ့်ထက်သီလသမာဓိပညာမြင့်နေတယ်အဲ့ဒီပုဂ္ဂိုလ်ကိုကိုအကျိုးလို့ဆုံးမတာလည်းဖြစ်တယ်တို့တော့ဝစီကနော်ကြမ်းတမ်းပြောမိတာတွေရှိဥပမာပေါ့ဗျာကိုယ့်ရဲ့အဖေမေနော်သီလသမာဓိပညာမြင့်နေဖြစ်တယ်မမြင့်နေဖြစ်တယ်ကျေးဇူးကုန်မမြင်ဘူးလားပတ်ကနေပြန်ပြောလိုက်တဲ့အခါကျတော့အပြစ်တွေကြီးမသွားဘူးလားဒါကြောင့်မိဘတွေနဲ့ပတ်သက်ရင်အဓိကသီးခံရမှာမိဘဆရာတွေပဲဆရာ